ပြောစရာတခုထပ်ပြီးတော့မေးချင်တာပေါ့နော်ကျွန်တော်တို့ဒီ US ကနေဒီမြန်မာတွေကိုဘန်းလိုက်တဲ့သတင်းပေါ့နော်ဒီအပိုင်းတွင်းမှာလည်းထပ်ပြီးတော့ထွက်လာခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်တကယ်ပဲကျွန်တော်တို့မြန်မာပြည်ကိုဒီအဓိကအနေနဲ့ပေါ့နော်ကျွန်တော်မြန်မာဒီမလေးရှားမှာရှိတဲ့ refugee တော်လကောင်းပေါ့နော်ဒီလိုမျိုးအနေနဲ့တွားလို့မရတော့ဘူးလားပေါ့နော်ဒါကဘယ်သူတွေအတွက်အကျုံးဝင်တာလဲဆိုတာမျိုးလည်းရှင်းရှင်းလင်းလင်းပြောပြပါဦးဟုတ်ကဲ့ပထမချက်အနေနဲ့refugee တွေ ban လိုက်တဲ့အချိန်မှာတော့ UN process ကနေပြီးတော့တွားတဲ့ဟာကို ban လိုက်တာချက်ဖြစ်ပါတယ်ပြီးတော့အဲ့ဒီတုန်းကတော့ဟုတ်တယ်visa အနေနဲ့ကြာကျွန်တော်တို့orange zone ရောက်နေတာပေါ့နော်orange zone ရောက်နေရယ်ဆိုတော့visa တွေလျှောက်လို့ရလားဆိုလျှောက်လို့ရပါတယ် immigrant visa နဲ့ immigrant visa တိုင်းမဲ့ orange zone ဆိုတဲ့အခါမှာတော့တော်တော်ကိုမျောလင့်ချက်မရှိတဲ့ဟာတွေပေါ့နော်ကျွန်တော်တို့လျှောက်တိုင်းရမယ်ဆိုတာမျိုးမဟုတ်ဘူးတရားရခိုင်မောင်းနှုံးမှာဘယ်လောက်ရမလဲဆိုတာပြောလို့မတတ်ဘူး30ရာခိုင်နှုန်းတော့မရမယ်အခြေအနေပေါ့နော်ဒါပေမဲ့အခုကျတော့ totally ban ဆိုတဲ့အခါမှာ red zone ဖြစ်သွားတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဘယ်လိုမှအဆင်မပြေဘူးဆိုတဲ့အခါမှာဘယ်လိုတွေထိခိုက်လဲဆိုတော့ of course refugee တွေကထိခိုက်ပြီးသားဖြစ်တယ်ပြီးတော့ဒုက္ခတဲ့အနေနဲ့တွားတဲ့အဖွဲ့ပေါ့နော်ထိခိုက်ပြီးသားဖြစ်တယ်ဒုတိယတစ်ချက်အနေနဲ့ဒီ visit visa တွေကတော့အခုထိလိုက်ပြီပေါ့နော် 100% ဖြစ်သွားပြီပေါ့ဟုတ်ကဲ့ဆရာဆိုတော့ကျွန်တော်တို့ဒါဆိုရင်မိသားစုခေါ်တဲ့ကိစ္စတွေရောထိခိုက်လာဆိုမိသားစုခေါ်တဲ့ကိစ္စတွေကမထိခိုက်ဘူးလို့ပြောချင်ပါတယ်ပြီးတော့ဒီ K visa ဆိုတဲ့အခါမှာကျွန်တော်တို့လက်မထက်ရသေးဘူးဒါပေမဲ့ US ရောက်လက်ထက်မယ်ဆိုလဲ visa တောင်းတမျိုးရှိတယ်အဲ့လို visa တွေကြတော့လဲထိခိုက်လာဆိုတော့ထိခိုက်တယ်လို့ပြောရအောင်လဲသူတို့မှာ instruction မရှိသေးဘူးမထိခိုက်ဘူးလို့ပြောရအောင်လဲ instruction လည်းမရှိဘူးဆိုတော့ဒီ K visa ကြတော့ဘာမှပြောလို့မရသေးဘူးဒါပေမဲ့မိသားစုခေါ်တာကြတော့မထိခိုက်ဘူးအဲ့ဒါတော့ရသေးရပေါ့နော်ဆိုတော့အဲ့ဒါတော့immigrant visa နဲ့ရှောက်ရမှာဖြစ်ပါတယ်ဆိုတော့ဒါတော့တန်ရုံနဲ့ဆိုင်တာပေါ့နော်ဒီ UN နဲ့မဆိုင်ဘူးဆိုတာလည်းကျွန်တော်ရှင်းလင်းပြောချင်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရှိရနေမှာကျမ်းမာချမ်းသာကြပါစေပေးရန်နဲ့ကင်းဝေးကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဒီကုန်းချုပ်လိုက်ပါတယ်ဟုတ်ကဲ့ကြည့်ရှုပေးသူရောက်ရှင်အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီ MEO နဲ့ကျွန်တော် daybreak ကအများတိုင်းပဲပေါ့နော်ဒီ UN နဲ့ပတ်သက်တဲ့သတင်းထူးတွေရှိလာပြီဆိုရင်တော့တင်ဆက်ပေးနေကြဖြစ်ပါတယ်နော်ရက်ပိုင်းမှာတော့ကျွန်တော်ဆရာပေါက်ပေးရတကယ်ပဲအလုပ်များတာဖြစ်တဲ့အတွက်တချို့သတင်းတွေကိုတော့ဒီလိုမျိုး post ကတော့မလုပ်ဖြစ်ဘူးဒါပေမဲ့ MEO ရုံ page မှာတော့အများတိုင်းတင်နေတာဖြစ်တဲ့အတွက် MEO page ကို follow လုပ်ပြီးမှအများတိုင်းကြည့်ရှုဖို့ဒီကနေအကြံပေးချင်ပါတယ်ကျွန်တော်တို့လည်းပေါ့နော်အားတဲ့အချိန်တိုင်းမှာပေါ့နော်သတင်းတွေရှိရင်တော့စူးစမ်းပြီးမှတင်ဆက်ပေးမှာလို့ပြောရင်းနဲ့ကျွန်တော်တို့ညီကုန်းချုပ်ပါတယ်နော်အားလုံးကိုဖျားရှင်အထူးပဲကောင်းချီးပေးပါစေအာမင်